တနင်္ဂနွေနေ့ဝေဖော်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့အဘမင်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲ့တော့အခုမေလတလတာအတွက်တနင်္ဂနွေနေ့ဝေဖော်သူများအတွက်တလတာယူတော်မင်္ဂလာဟောစံကိုဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့အခုမေလတလတာအတွင်းမှာတော့တနင်္ဂနွေနေ့ဝေဖော်သူတွေဟာကိုယ့်သူတစ်ပါးမကောင်းပြောတာမျိုးတွေကျွန်တော်တို့ခံရမယ့်ချိန်ခံရမယ့်ရက်ပိုင်းလပိုင်းကိုကျွန်တော်တို့ရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ဒီလတွေအတွင်းမှာတနင်္ဂနွေနေ့ဝေဖော်သူတွေဟာကျွန်တော်ငွေကြေးတွေဆုံးမသွားတတ်တယ်ကျွန်တော်ပေးရရှိတာတွေကျွန်တော်တို့မပေးနိုင်ဘူးရရရှိတာတွေကျွန်တော်မရဘူးဖြစ်တတ်တယ်အဲ့တော့ငွေကြေးဆုံးမတော့တတ်တာကိုကျွန်တော်တို့သတိထားမယ်အဲ့တော့ဒီလိုလာအတွင်းမှာတော့ကျွန်တော်တို့ချင်းကားအာမခံတဲ့ကိစ္စတွေမလုပ်သင့်ဘူးဘလူးကိုပါချင်းကားပေးရမယ်လို့ဘလူးကိုကျွန်တော်တို့လူပုဂ္ဂိုလ်ကြီးအာမခံပေးရမယ်လို့ဆိုရင်တော့ဒီလအတွင်းမှာမေလအတွင်းမှာတနင်္ဂနွေနေ့ဝေဖော်သူတွေကမလုပ်သင့်တဲ့လတွေဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာပဲကျွန်တော်လုပ်ငန်းစီးပွားတွေပုံမှန်လုပ်သင့်တဲ့နှစ်ပဲဖြစ်တယ်အဲ့တော့ဒီလအတွင်းမှာတော့တနင်္ဂနွေနေ့ဝေဖော်သူတွေဟာကျွန်တော်ကျင်းနေရမယ့်ငွေတွေကိုရမယ်ဆိုပြီးကိုပေးမယ်ဆိုပြီးကိုကျင်းနေရမယ့်ငွေလေးတွေကျွန်တော်လက်မတင်လေးတွေကျွန်တော်လွဲသွားတတ်တယ်အဲ့ဒီမျိုးပဲကိုဘလောက်ပဲကောင်းအောင်လုပ်ကိုဘလောက်ပဲစေနာထားကိုဘလောက်ပဲလုပ်ကိုလုပ်တဲ့ဟာတွေဟာကျွန်တော်တို့အရာမတင်ဘူးဖြစ်နေတတ်တာတွေတော့ကျွန်တော်တို့သတိထားဖို့လိုတယ်အဲ့တော့ဒီတလအတွင်းမှာကျွန်တော်တနင်္ဂနွေနေ့ဝေဖော်သူတွေကလုပ်ငန်းစီးပွားကျွန်တော်ပုံမှန်ပဲလုပ်မယ်အဲ့တော့အခြေခံမဲ့လူတွေဆိုကျွန်တော်ပုံမှန်လေးပဲကျွန်တော်အရင်းနှီးနေပြီးကျွန်တော်ပုံမှန်လေးပဲတည်တင်တယ်ပုံမှန်လေးပဲသွားပြီးပုံမှန်လေးပဲလုပ်တဲ့ကျွန်တော်တို့လာပိုင်းဖြစ်ပါတယ်အဲ့တော့ဒီနာအတွင်းမှာတော့တနင်္ဂနွေနေ့ဝေဖော်သူတွေကကိုယ့်ရဲ့နာမည်ကုန်တဲ့တို့ကိုယ့်ရဲ့အလုပ်ကုန်တဲ့တို့ကျွန်တော်ပို့ပြီးတိဆောက်တဲ့လာတလားဖြစ်တယ်အဲ့တော့ပို့ပြီးတော့တိဆောက်တဲ့တယ်အဲ့တော့ဒီတလားအတွင်းမှာတော့တနင်္ဂနွေနေ့ဝေဖော်သူတွေဟာကျွန်တော်တို့အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလောက်ကင်ဆုံးဖြတ်မယ်ဆိုရင်တော့သတိထားပြီးလောက်ကင်တဲ့တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်တနင်္ဂနွေနေ့ဝေဖော်သူတွေအနေနဲ့ရဲရစာတော့ကျွန်တော်တို့စနေကြာတာလေးဖြစ်ပါတယ်အဲ့တော့စနေကြာတာလေးနေ့မှာအရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ခေါင်းလျှော်တာစပင်ညက်တာခြေတက်တဲ့ညက်တာအစားစနေကြာတာပြီးမှကျွန်တော်တို့လှုပ်တင်တဲ့ရက်တွေဖြစ်ပြီးတော့သတိထားမယ့်နေ့ကျတော့ကျွန်တော်တို့တနင်္လာတောက်ကြဖြစ်တယ်အဲ့တော့တနင်္လာတောက်ကြကိုဘာဖြစ်လို့သတိထားရလဲဆိုတော့အဲ့နေ့မှာရေးကြီးတဲ့ကိစ္စတွေမလုပ်သင့်ဘူးအဲ့တော့သူတင်ကိုတင်ကိစ္စတို့ငွေကြီးကိစ္စတို့ကိုယ့်အတွက်ရေးကြီးတဲ့ကိစ္စတွေဆိုရင်တော့ဒီမေလတလတာအတွင်းမှာတနင်္လာနေ့တောက်ကြနေတွေဆိုရင်ကျွန်တော်တို့မပြုလုပ်သင့်တဲ့ရက်ပိုင်းတွေဖြစ်ပါတယ်အဲ့တော့တနင်္လာတောက်ကြသားသမီးနဲ့တော်တော်တွဲပြီးလောက်ကန်ရမယ်ဆိုရင်လည်းကျွန်တော်သတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့အချိန်လောက်ကန်ဆောင်ရွက်တဲ့လဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာတော့မေလတလတာအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေကကျွန်တော်ဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စတွေပွဲရုံပွဲစားပုံစံလုံးဝမဲ့ကိစ္စမျိုးတွေပရိဘောဂပစ္စည်းတို့ပဲတို့ပြောင်းလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲ့တော့ဓာတ်ဆီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စလူမျိုးခြားဘာသာခြားနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်တော့ဒီလိုလာမျိုးတွေမှာကိုယ်တပို့ပြီးတော့အဆင်ပြေအကျိုးရှိပြီးတော့သတိထားမယ့်ကိစ္စတွေကတော့ကျွန်တော်ဗာလဲဆိုတော့အကြောင်းနဲ့ပတ်သက်တဲ့ကိစ္စတို့ကားငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတို့ခီးသွားပြီးလုပ်ရမယ့်ကိစ္စတို့စကားလိုတာနဲ့ပို့ပြီးပြောရမယ့်ကိစ္စတွေဆိုရင်တော့ဒီလိုလာအတွင်းမှာသတိထားပြီးလုပ်ကိုင်ဆောင်ရွက်တင်ပါတယ်အဲ့တော့ဒီလအတွင်းမှာတော့တနင်္ဂနွေနေ့ဝေဖော်သူတွေဟာရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ပစ္စည်းတစ်ခုတွေကျွန်တော်အမြန်ရောင်းထွက်ကျင်နေဆိုရင်ကျွန်တော်တစ်ခါတည်းတစ်လုံးနဲ့ပဲကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထီရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်တဲ့လူမြန်လာပြီးအမြန်ရောင်းထွက်စေပါတယ်အဲ့တော့ဒီတာတွင်းမှာတော့အခြေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ကျွန်တော်ညှိမြနှိုင်းမြလေးတွေဖြစ်တတ်တယ်ကျွန်တော်ပြောမရဆိုမရလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီတာတွင်းကံကောင်းစေတဲ့ခဏနံပါတ်တွေကတော့3.4 ဆိုတဲ့ခဏနံပါတ်တွေဟာတနင်္ဂနွေနေ့ဝေဖော်သူများအတွက်အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဖြစ်ပြီးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်အစာအဆိပ်ဖြစ်တတ်တာတွေကိုသတိထားဖို့ဆိုတဲ့ကျွန်တော်လာပိုင်းခြားဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာပဲကျွန်တော်ရေးကြည့်တဲ့ကိစ္စတွေအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်လူချင်းတန်းခြင်းလို့ပဲဖြစ်ဖြစ်ကိုယ့်အိမ်ဖျားမှာပဲကျွန်တော်ဘာလို့ရလဲဆိုတော့ပေါင်မုံနဲ့နွားတို့အဲ့တော့ပေါင်မုံလေးတစ်ချက်နဲ့ကျွန်တော်နွားတို့လေးတစ်ခါနဲ့အိမ်မှာပဲလက်ဆောင်ဖျားရှိကိုတော်မြတ်ကြီးကိုလေးလေးနဲ့ကတ်လူပြီးဆူတောင်းလိုက်ပါခင်ဗျာတနင်္ဂနွေနေ့ဝေဖော်သူများအားလုံးအန်ဒီယကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ